သမီးကနားထောင်မှာပါဗျာဘာဖြစ်လဲဆိုတော့နားမထောင်တတ်လို့ဗျာနားမထောင်တတ်လို့ဆိုတော့ပြောတတ်တယ်ဆိုတဲ့သဘောအားကြောင့်မပြောခိုင်းတာကိုလူမှာကိုပုံစံနဲ့ကိုဟန်ပန်နဲ့ရှိတယ်လို့စကလုံးမှာရောကိုပြောရင်ကိုဟန်ပန်နဲ့ကိုပုံစံရှိခဲ့သလားသမီးကကြတော့ခုနပြောကောင်းတာနဲ့အဲ့ဒါကိုပြန်ဆက်ရရင်ဘုံနမူနာယူပြီးပြန်ဆက်ပြီးပြောချင်တာပါဘုံစိတ်ကပြောတဲ့စကားလုံးကစိတ်ကလာတာဆိုတော့စိတ်ကောင်းနေတဲ့အချိန်မှာဆိုလို့ရှိရင်ပြောလိုက်တဲ့စကားကကောင်းတဲ့စကားထွက်သွားတယ်တခါကျရင်ကိုယ်စိတ်ကစိတ်မကောင်းဖြစ်နေတဲ့အချိန်ကျရင်ပြောလိုက်တဲ့စကားလုံးကမကောင်းအဲ့လိုဖြစ်တယ်ဘုံအဓိကကတော့တတ်တော်စိတ်တော်တူစောအတန်ဆိုတာစိတ်ကြောင့်လည်းဖြစ်တယ်ဥရုကြောင့်လည်းဖြစ်တယ်တပည့်တော်မှာအတော်ဟာရသုံးဆိုတော့ဆီယမကြီးဆိုသူတို့နဲ့စကားပြောတာပေါ့နော်တိတ်ပြောကတိကအောင်ပေါ့နော်သူတို့ဆီယမကြီးဖြစ်တာတခြားလူကိုနည်းနည်းပေါ့မဟုတ်ဘူးအဲ့လိုမျိုးပြဿနာမျိုးနဲ့စောစောကကြောင်းအုပ်အခုကဆီယမအပြိုကြီးကဖြစ်ပြန်သေးတယ်လာအောင်နေဘုံပြောမဲ့စကားတော့မျိုးချလိုက်ရပြီအပြိုကြီးဆီယမသူပြောလို့နော်အပြိုကြီးဆီယမတွေရဲ့စိတ်ဖြေဖြေချောင်းလူပြေဖြေချောင်းကအဲ့ဒီပေါ့စီပြောတာကိုနှိပ်ပေးလို့အကျော်မပြေဘူးသူတို့ပေါ့စီပြောရင်အကျော်ပြေသွားတယ်ကိုချင်းစာပေးနားထောင်ပေးလိုက်ပြီးတာပဲဒီတစ်ပတ်ရောက်လာတဲ့သားတွေသမီးတွေကဘေးကပြိတ္တတွေမပါဘဲနဲ့ဝန်ထမ်းတွေကြီးပဲထင်တယ်ဟုတ်လားဘယ်လိုရည်ရွယ်ချက်နဲ့လာကြတာတုံးလို့တစ်ယောက်နှစ်ယောက်လောက်ပြောပေးပါသုံးယောက်လောက်လုပ်ငန်းခွင်မှာလှုပ်တဲ့အခါစကားပြောအဆင်ပြေအောင်လို့ရည်ရွယ်ချက်နဲ့လာခဲ့တာပါအရှင်ဗျာဒါပဲဌာနမှာလုပ်တာ MOL ပါခင်ဗျာ MOL ဆိုတာညီမ online company limited ပါခင်ဗျာဩအဲ့ဒါကြောင့်ဟိုကမေးတာတွေဖြေနေရတာပေါ့ဟုတ်ကဲ့ဟုတ်ပြီကဲတော့တယောက်ရှင်ပြကိုဖူးချင်တာရေနောက်ပြီးတော့တမီးလည်းစကားပြောတိတ်မတက်လို့အဲ့လိုလာတက်တာပါဗျာဟုတ်ပြီကဲတော့တယောက်ပြောလုပ်ငန်းတွေမှာလည်းစကားပြောချောမွေအောင်လည်းနောက်အပြင်ရဲ့ပတ်ဝန်းကျင်နဲ့လည်းအထီးတွေဆက်ဆံတဲ့ခါမှာလည်းစကားပြောအပြည့်လည်းချောမွေအောင်လို့လာတဲ့ခြင်းဖြစ်ပါတယ်အဲ့ပဲသမီးပဲပြီးတော့ကျတော့တီးပြီးမှလည်းစံတနင်္ဂနွေနေ့ပိတ်ရတိုင်းနဲ့အမေနဲ့တူကြည့်ရဗျာနောက်ပြီးတော့အလုံးမှာလည်း customer နဲ့အမြဲတမ်းပြောရတယ်ဆိုအဲ့ဒါစကားပြောခြင်းတပညာသိချင်လို့ပါဗျာဘုံတို့စကားအတတ်ပညာပြောလာတာဟိုနီးလို့ပြောရင်လည်းနီးများကြီးများခဲ့ပြီပေါ့ဒါပေမဲ့နီးအများကြီးကကုံလည်းမကုံနိုင်ပါဘူးခုသားတို့သမီးတို့ကဝန်ထမ်းတွေဖြစ်တဲ့အတွက်ဝန်ထမ်းနဲ့ဆိုင်ရာကိုပြောရင်ကိုဘာတာဝန်ယူရတယ်လဲကိုယူရတဲ့တာဝန်ကဘာအဓိကလဲအဓိကအလုပ်ပေါ့အဲ့ဒီအဓိကအလုပ်ပေါ်မှာမှကိုယ်စိတ်ဘယ်လိုထားမလဲစိတ်ထားပြီးတော့စိတ်ထားနဲ့တွဲပြီးပြောတတ်စေချင်တာဟိုရက်ကပြောခဲ့သလိုအပြောကောင်းတာတို့အကောင်းပြောတာတို့တဲ့တကယ်တမ်းကျတော့ကိုယ်စိတ်ပေါ်မူတည်ပြီးအတန်ထွက်တာအဲ့ဒါလေးကိုတော့ဟိုနားလည်စေချင်တယ်ပေါ့အဓိကအချက်ထဲမှာစကားအတတ်ပညာပြောတဲ့အတတ်ပညာနားထောင်တဲ့အတတ်ပညာအဓိကအချက်ထဲမှာအတွင်းပင်ကိုစိတ်အခန့်ကိုသူများပြောတာနားထောင်ရင်လေလှမ်းဖတ်နိုင်ရတယ်ကိုယ်တိုင်ပြောရင်လေကိုယ်စိတ်ထဲမှာရှိတဲ့ဟာကိုအဲ့ဒီစိတ်ဓာတ်နဲ့အတူပေါ့လေနှုတ်ကထွက်နိုင်ရတယ်ဒါတော့စိတ်ကြောင့်အတန်ဖြစ်တယ်လို့ဆိုပေမဲ့စိတ်မပါတပါအလုံးလုံးပြီးစိတ်မပါတပါစကားပြောတဲ့အခါကျတော့အတန်ကိုကစိတ်မပါတပါကြီးတစ်ဖက်လူကသိတယ်
စိတ်ပန်လက်ပန်လောက်ပြီးတော့စိတ်ပန်လက်ပန်စကားပြောတဲ့အခါတစ်ဖက်လူကတည်တယ်အဲ့တော့ဘုံဘုံတို့စကားတက်ပညာထဲမှာကိုယ်စိတ်ဓာတ်ကအရေးကြီးတယ်နောက်လေးလာကြည့်ပါဘုံဘုံတို့ငယ်တုန်းကဆိုရင်ခွေးဟောင်တန်အောင်ဘုံဘုံလေးလာဘူးဒီစကားတက်ပညာဟိဒီလို TV ကနေပြီးတော့လွှင့်ဖို့ဟိလို့အဲ့လိုစိတ်ကူးတော့မရှိပါဘူးပညာရတစ်ခုဟာတက်เสียပညာတွေအများကြီးသိเสียပညာတွေလည်းအများကြီးတန်းအောင်လည်းသင်ရမှာပဲသိအောင်လည်းကြိုးစားရမှာပဲအဲ့တော့ကိုရောက်နေတဲ့နေရာနဲ့ကိုလုပ်ငန်းမှာဘလို့စိတ်ထားရမလဲဆိုတဲ့အဓိကအချက်ပေါ့အခုဆိုပါသည်ဘုံမောဒီနေရာရောက်နေပြီယဟန်တန်ကမို့လို့ယဟန်တန်ကစိတ်ဓာတ်ရှိတာတပိုင်းသင်္นานဆရာဖြစ်နေသင်္นานဆရာလည်းတမန်သင်္นานဆရာမဟုတ်တိုင်းသင်္นานဆရာဆိုရင်ထားကလိုက်ပြီပေါ့ကစားလိုက်ပြီပေါ့တိုင်းကလည်းပဲအမှားတိုင်းအပြော့တိုင်းရှိတာအမှားတိုင်းစာကစားပြီးတော့အပြော့တိုင်းကြထားကတာအဲ့တော့စကားပြောလိုက်တာကိုစိတ်သေးကိုကတိုင်းအကြောင်းပြောတော့မယ်ဆိုရင်ကိုတိုင်းကစားဘူးခဲ့တာစိတ်ကရောက်သွားတယ်ဒါမှမဟုတ်လို့ရှိရင်သူများတိုင်းကစားတာတွေကြည့်ပြီးတော့စိတ်ကရောက်သွားကြမြန်မာလက်ဝိလူမျိုးကလက်ဝိပညာတတ်ပဲမြန်မာတွေတိုင်းကမာတယ်ပေါ့ရှမ်းတိုင်းကပျော့တယ်ပေါ့စသည်အားဖြင့်ဟိုနွဲ့နောင်ဆိုတာမျိုးကိုပြောလိုက်ရင်ကိုအဲ့လိုပြောတာကိုအာယုန်နဲ့ကလည်းအဲ့ဒါပေါ်ပြီးတော့ကိုကစားဘူးရင်လည်းကစားတော့ကစိတ်နှလုံးသွင်းနဲ့ကစားကြတာတွေနဲ့ဆိုတော့နားထောင်တဲ့သူကလေအော်တိုင်းဆိုတာ2မျိုးရှိပါလားအမှားတိုင်းရှိတယ်အပြော့တိုင်းရှိတယ်ဟိုအဲ့ဒီဘော်ထိပုံပေါ်နိုင်သမျှပေါ်သွားအောင်ဒါအကြောင်းတစ်ခုကိုပြောပြတာပါဘုံမတိုင်းတင်နေတာမဟုတ်ဘူးစကားတက်ပညာပြောနေတော့စကားတက်ပညာဆိုတာကစတဲ့တဲ့တုန်းကလေအေးနဲ့အမှားသိတဲ့အချိန်တော့မာမှာပဲဒီလိုပဲလေပြောတဲ့အခါကျတော့ပြောအေးစေးသေးပြောတဲ့အခါပြောရမှာပဲလို့အတန်အမှားထွက်လာတာနဲ့အပြော့ထွက်လာတာကဘယ်ပုံမူတည်တာဆိုကိုယ်စိတ်ပုံမူတည်တာကိုဝန်နန်းလုပ်တယ်ဆိုရင်သားတို့သမီးတို့ဂိတ်ဆောင်မဟုတ်မှန်းသိပါတယ်ဂိတ်ဆောင်တော့မှ2မျိုးရှိတယ်နေ့မှာစောင်းတဲ့ဂိတ်ဆောင်ရယ်ညမှာစောင်းတဲ့ဂိတ်ဆောင်ရယ်2မျိုးရှိတယ်ဘယ်သူကပြောမြောင်းနေပြီးတော့ဘယ်သူကမာထန်ပြောရမှာတော့ညဆောင်မှာဘာဖြစ်တော့အိတ်တယ်ဟမ်ညဆောင်မှာဘာတော့ညဆောင်ကမမပြောပါဟုတ်လားနေ့ဆောင်ကပြောစကားပြောပါဘာဖြစ်လို့တော့အဲ့ဒီညာနေကင်းပိုင်းမှာတွေ့ရလူနဲ့ညပိုင်းမှာတွေ့ရလူမတွေ့ဘူးခုဖုံပြောလိုက်တာသဘောပေါက်လားသဘောပေါက်ရင်တယောက်လောက်ကိုဌာနလေးကိုပြောပြပြီးတော့ကိုဌာနလုပ်ငန်းမှာအဓိကဘလို့စိတ်မျိုးကအဓိကလဲဆိုတာလေးဘယ်သူစပြောပေးမလဲဒါသားတို့သမီးတို့ကပြောမှကြည်နေတဲ့ပုံကိုယ်တွေလည်းရှိတယ်လေသူတို့ကလည်းဒီလိုမျိုးဌာနဆိုင်ရာတွေဖြစ်မယ်ဒါမှမဟုတ်ဈေးတယ်ဖြစ်မယ်ကိုရောင်းကုန်ဝယ်ဖြစ်မယ်ဒါမှမဟုတ်အမေနေရာမှာရောက်ရင်ရောက်နေမယ်အဖေနေရာမှာရောက်ရင်ရောက်နေမယ်သားသမီးနေရာမှာရောက်ရင်ရောက်နေမယ်ကိုရောက်နေတာနေရာရဲ့အဓိကစိတ်ထားကဘာလဲဟိုစကားတက်ပြီနာဆိုဗစက်ကဟိသူများနားထောင်ကောင်းအောင်ယုံနဲ့မပြီးဘူးလေကဲဘယ်သူပြောမလဲပေးလိုက်မပြောရတာပေးလိုက်တာပဲဌာနလည်းပေးလိုက်အဲ့ဒါgraphic setting ဌာနပါ design ဆွဲရပါအဲ့ဒါဆိုတာစကားပြောစရာမှမလိုတာကဲ graphic design ဆွဲတဲ့နေရာဆိုသားစိတ်ထားဘယ်လိုစိတ်ထားမလဲဘယ်လိုလုပ်ငန်းတွေကို graphic design ဆွဲတာလဲဒါဒီခု TV မှာလွှင့်နေတဲ့ TV program တွေရဲ့ design တွေဆွဲရပါဟိုဘယ်လိုစိတ်ထားလဲဆိုတော့ဟိုနေ့တိုင်းကထိတွေ့နေရတော့ဒီ design နဲ့ပဲထိတွေ့နေရဆိုတော့ design နဲ့ပတ်သက်ပြီးတော့စိတ်ထားကိုပဲပြောမှဖြစ်ဟိုကိုချီကိုလာပြီးအဲ့တဲ့ဒီ program မျိုးစားပုံမှာမူတည်ပြီးတော့ဟိုအဲ့ program ကိုလိုက်ပြီးတော့ဟိုတကယ်လို့ TV ဟို program ကဒီဓမ္မလိုင်းဆိုရင်လေဟိုတရားဓမ္မလိုမျိုးဟိုနုညံ့အဲ့လိုမျိုးညင်တတာအဲ့လိုမျိုးစိတ်မျိုးနဲ့ပေါ့ဟိုစီးဝင်ပြီးတော့ခံစားယူဆွဲပါရဲ့ဗျာကြမ်းကြမ်းတမ်းတမ်းကြတော့ဘလို့
ချင်းချင်းတန်းတန်းလို့ဟိုမရှိပါဘူးဗျာဟိုဒီမှာချင်းချင်းတန်းတန်းတော့ဟိုမရှိပါဘူးဟိုပုံစံတစ်ပြေပြောင်းအမျိုးသားမတူတာပဲရှိပါဗျာအမျိုးသားဟိုသူ့အမျိုးသားပုံမှာလိုက်ပြီးတော့ပဲဟိုခံစားပြီးတော့ဆွဲပါဗျာလိုက်အောင်ညီတွေဖြစ်အောင် အခုဖုံပြောတော့ကိုလုပ်ငန်းပေါ်မှာကိုစိတ်ထားကိုတော့ကိုမြင်သွားလား မြင်ပါဗျာ ဟုတ်တယ်အဲ့စိတ်ထားကအဓိကပဲဟုတ်ပြီသားတိုင်း graphic design ဆိုတာကတော့ဟိုအင်္ဂလိပ်လိုပြောလိုက်ရင်ကိုသိကြတာများပါတယ်ဒီခေတ်လူငယ်တွေကဒါပေမဲ့မသိကြတဲ့နားထောင်တဲ့သူတွေအတွက်ကြတော့ဘာလို့ graphic ဆိုတာဒီ graph ကြီးကို fit လုပ်ရတာဒီ program တစ်ခုလုပ်ငန်းတစ်ခုကိုဒီထဲမှာထည့်သင့်တာလေးတွေလုပ်သင့်တာတွေ live ဖက်ညီအောင်လေးလုပ်ရတာအဲ့လိုလူမျိုးရဲ့စကားပြောတဲ့အတတ်ပညာဟာသူ့ရဲ့စိတ်ထားကိုကလူတစ်ယောက်ကိုအပြစ်မြင်လို့မရဘူးအကောင်းမြင်ရတာအဓိကပေါ့ဒါပေမဲ့ခက်တာလည်းပညာရပ်တစ်ခုမှာအသိပညာတစ်ခုဆိုရင်အကောင်းမြင်တတ်တာနဲ့တပြိုင်နက်အကောင်းဆိုတာဘယ်တွေကပဲရွေးထုတ်ရတာလဲဆိုရင်အဆိုးတွေကပဲရွေးထုတ်ရတာအပြစ်ကင်းနေဆိုတာအပြစ်ရှိတဲ့ထဲကနေရွေးထုတ်ရတာသူစိတ်ဓာတ်ကိုကဘာအဓိကကြလဲဆိုတော့ဆိုးတာလည်းသိတယ်ကောင်းတာလည်းသိတယ်ဘာတွေကိုပဲကောက်ကင်မှုအရေးကြီးတာကောင်းတာတွေကြီးပဲကောက်ကင်မှုအရေးကြီးတယ်ဆိုးတာတွေဆိုရင်ဖယ်ပြည့်ရဲတဲ့တတ္တိမျိုးရှိရတာပေါ့အဲ့ဒီစိတ်ထားမျိုးရှိလာတဲ့အခါကျတော့တကယ်ဘယ်သူနဲ့စကားပြောမလဲဘယ်သူစကားပြောတာနားထောင်မလဲနားထောင်တဲ့ကမှဒါဆိုရင်တော့ဆိုးသွားပြီဒါဆိုရင်တော့ကောင်းသွားပြီငါဆိုရင်တော့ဒီလိုပြောမယ်ငါဆိုရင်တော့ဒီလိုလုပ်မယ်လို့ကောင်းတာလေးတွေဒီပဲပုံမှန်သားဖြစ်ပြီးဆိုးတာတွေဆိုဆွဲထုတ်ပြလိုက်တယ်အဲ့ဒီစိတ်မျိုးပေါ့အဲ့ဒီစိတ်မျိုးရှိတဲ့အတွက်စကားပြောတဲ့အခါတိုင်းတပြားစကားပြောတဲ့အခါတိုင်းကိုယ်စတိုင်ဟာကိုယ်ပုံစံဟာဒီလိုပုံကျသွားဗလားခုပြောတာနားလေတယ်ခပြတဲ့ဟိုဘက်သားတဲ့ပါနော်ဘေဌာန ကျွန်တော်အမိုးရဲပါခင်ဗျ ဟောမဆောပြောတယ်ဘလို့အလုပ်တွေလုပ်ရတာတော့ ကျွန်တော်ကဟိုဘေးဘုတ်တွေလာပြီးတော့ installation ဘိုင်းမှာတာဝန်ယူရပါတယ်ဟိုအလုပ်ပေါ်ဘလို့သဘောထားလဲဆိုတော့အကုန်လုံးကိုယ်စိတ်ထဲကနေပြီးတော့ကိုယ်လုပ်ငန်းတစ်ခုလို့စိတ်ထဲမှာထားပြီးအများနဲ့လုပ်တော့အများနဲ့အောင်မြင်မှုကြပါတယ်ပညာလိုချင်အများနဲ့ဟိုကြောင်လက်သေးဖွက်လို့ဖွက်ထားပြီးတော့အဲ့လိုပဲခံယူထားပါတွေ့မှာကုတ်ပါမှာဟုတ်ပြီထိုင်ဒီနေရာမှာစကားပြောတဲ့အခါမှာပညာနဲ့ပတ်သက်ပြီးတော့စကားပုံတစ်ခုကိုပြောပြမယ်ပညာဆိုတာကြောင်လက်သေးဖွက်တယ်လို့ဒီသားပြောတယ်နော်ပညာရှာသူဖုံးစားဆိုတယ်လို့မျိုးဒီစကားနှစ်ခုရှိတာနှစ်ခုရှိတဲ့ခါမှာဒီသားပြောသွားတာအထက်အရာရှိတွေနဲ့ဆက်ဆံတဲ့တခါတလေစကားလုံးကြမ်းကြမ်းတမ်းတမ်းနေကြားတယ်လူငယ်ပြီးပေါ့လေဘုံမဖြည့်ထဲပြန်ပြောလိုက်ခြင်းပြန်អော်လိုက်ခြင်းဒါပေမဲ့ကိုကပညာရှာတဲ့အခါမှာဘယ်လိုရှာမှာပညာရှာပမာသူဖုံးစားဟုတ်တယ်မလားပညာရှာလို့ရှိရင်သူဖုံးစားပမာသူဖုံးစားလို့ဒီနေရာမှာစကားအတတ်ပညာမှာဒါပြောတဲ့စကားရဲ့နောက်ကအထောက်ပံ့ဖြစ်အောင်ထည့်ရတယ်ပညာရှာတဲ့အခါမှာကြောင်လက်သေးဝတ်တယ်လို့ဆိုတာကကိုပညာရှိကြီးဖြစ်သွားပြီကိုပညာရှိကြီးဖြစ်သွားပြီနေရာတကာထုတ်ပြစေဟာမလိုတဲ့အခြေအနေမျိုးကြမှာအဒီစကားပုံမျိုးသုံးရတယ်ဟုတ်ဒါအပြစ်ပြောတာမဟုတ်ဘူးလေစကားအတတ်ပညာမှာကိုစကားကိုနောက်ကထောက်ပံ့ပေးပြီးဆိုရင်ထောက်ပံ့ပေးတာကလည်းလက်ရောညီတွေဖြစ်ရတယ်ဥပမာလိုမျိုးစကားပုံလိုမျိုးအကြောင်းဝတ္ထုပုံဝတ္ထုတွေလိုမျိုးအဲ့ဒါလိုမျိုးတွေထပ်ဖြစ်ပြီးပြောတဲ့အခါမှာလက်ရောညီတွေရှိရတယ်အခုစကားအတတ်ပညာနဲ့ပြောလိုက်တဲ့အခါကျတော့ပြောတော်တော့ဟုတ်တယ်ပညာရှာသိခံပြီးတော့ဒီလိုပဲဘုံဒီလိုပဲဆရာတော်တပည့်တော်တို့ကတော့ဘသူကဘာပြောပညာရဖို့ပဲအရေးကြီးတယ်ဆိုရင်ကြောင်လက်သေးနဲ့တော့မကြိုက်တော့ကြောင်လက်သေးသေးတယ်ကြားအဆွဲတာထုတ်ရင်ထုတ်အဲ့တော့ကြောင်လက်သေးဆိုတဲ့
ကြောင်လက်သက်ဝဲရတယ်ဆိုတဲ့စကားပုံနဲ့တော့မကြိုက်တော့ဘာနဲ့ပဲကြိုက်ရတာဆိုပညာရှာပမာသူဖုံးစားဘာဖြစ်လို့တော့ဒီဘယ်သူဆက်ပြောပြီးမလဲဘာဖြစ်လို့တော့ပညာရှာပမာသူဖုံးစားပညာရှာတဲ့အခါသူဖုံးစားပမာဆိုတာသူဖုံးစားဆိုတာသိလားကပေးတယ်ဘယ်သူပြောမလဲအဲ့ဒီဘက်စကားခေါ်လို့မရဘူးနော်မရရင်ဘုံကဘယ်ဘက်ပြန်သွားမှာလဲဆိုတယောက်မတက်ရက်ပြီးတော့ကိုယ်လုပ်ငန်းကိုယ်ဌာနကလုံနေကြင်နေရတာလေးကိုဘယ်လိုစိတ်ထားရမလဲဆိုတာလေးအဲ့ဒါလေးပြောကြည့်ပြီကြိုက်တာပြောနှစ်ခုကြိုက်တာပြော တပည့်တော်ရဆိုဌာနဆက်ရှင်ရပါ ရဆို ဟုတ်အဲ့ဒီဆက်ရှင်ရပါ ဟုတ်ဆက်တယ် တပည့်တော်ဟိုတရုံလုံးရဲ့ program တွေတောင်းခံလို့ဆိုရင်တပည့်တော်ရှိမှာဖောင်တရုံလုံးကလာတင်ရပါတယ်အဲ့ဒီဖောင်ထဲမှာဆိုလိုအပ်တဲ့ဟာတွေတပည့်တော်စီစဉ်ပေးရတယ်အခုဆိုဖုံဖုံထိုင်နေတဲ့ဒီခုံတို့ဒီတနန်းသားတွေထိုင်တဲ့ဟာလိုအပ်တာအစားဒီဖောင်ထဲမှာအကုန်ဖြည့်ပြီးတော့ ဒါအရင်တစ်ဘက်ကခုံမဟုတ်ဘူး ဟုတ်အဲ့ဒါလေးပြီးတော့အကုန်လုံးဟိုတာဝန်ယူပြီးလုပ်ပေးရပါတယ်အဲ့လိုမျိုးလုပ်ပေးရတဲ့အခါကျတယ်သူတို့လာတင်တဲ့အခါကျရင်တပည့်တော်ကအနိုင်ဆုံး rocket found တစ်ပတ်ဟိုကြိုတင်ပြီးတော့ဟိုတင်ခိုင်းမှချို့ကြတော့ရိုက်ကူးရင်းနီးမှအဲ့လိုလာတင်တဲ့ဟာတွေကြတော့ဒီပစ္စည်းရဲ့အဝင်ထွက်တွေပါရေဆိုတပည့်တော်အဆင်မပြေနိုင်ဘူးအဆင်မပြေနိုင်တော့သူတို့မပြီးတဲ့အခါကျတော့တပည့်တော်ရှိကိုဖုန်းနေခဏဆက်ကြတယ်ဆိုတော့ဒီလိုမျိုးပေါ့နော်ပြန်တော့တပည့်တော်ပြောချင်ပါတယ်ဒါပြန်နဲ့ဟိုအများနဲ့လုံနေတာဆိုတော့ဒီခုဒါအဲ့ဒီလူတွေသိအောင်လွှင့်ပေးရမှာ အညာနဲ့လုံနေတာဆိုပြီးတော့စိတ်ရှည်တန်းကြီးခံစားနဲ့ပဲအကုန်လုံးအဆင်ပြေအောင်တော့လုပ်ပေးရပဲစိတ်ထဲမှာတော့တိတ်တော့သဘောမကျ program နိုင်ရဲ့လိုအပ်တဲ့ပစ္စည်းတို့ဝင်ထွက်တဲ့ဟာတွေမှန်တယ်များပြီးတော့ရှိမှာအကုန်ဖောင်လာတင်ရတယ်လေဖောင်တင်တဲ့ခါကျတော့ဒီဖောင်ထဲမှာပါတဲ့လိုအပ်တယ်တပည့်တော်ကအကုန်လုံးတပည့်တော်လူတွေနဲ့အကုန်စီစဉ်ပေးထားတယ်ဒီ program တစ်ခုထဲမှာလိုအပ်တဲ့ဟာဖြစ်မြောက်ဖို့အတွက်ကိုဆိုတော့ ကျွန်တော်စကားပြောတဲ့အခါမှာဒီသားစောစောကပြောလိုက်တယ်ပြောပြီးတော့သူရက်မယ်လုံးမဖုံဖုံကဘာမှမသိတဲ့အမှုအရာနဲ့ပြန်နားထောင်နေတဲ့ပုံစံမျိုးလုပ်လိုက်တော့သူကပြန်ပြောသွားတယ်ဒီအကြောင်းကိစ္စကိုပဲဒါကိုပြန်ပြောသွားတယ်အဲစကားအတတ်ပညာအနေနဲ့ပြောရင်ကိုပြောတဲ့စကားကိုကိုပြီးစုံပြောပြလိုက်ပြောပြလို့တစ်ဖက်ကနားမလဲလောက်ဘူးဆိုရင်ထပ်ပြောနားလေလောက်ရတာနဲ့ထပ်မပြောနဲ့နားလေလောက်တယ်နားမလေလောက်ဘူးဆိုတဲ့နေရာမှာတစ်ဖက်လူကနားလေလောက်တဲ့ပုံကူလားပုံကူကိုမူတည်တယ်လေအခြေအနေကတော့စူညံနေလို့ပြန်ပြောရတာတမျိုးတစ်ပိုင်းပါအဲ့တော့ထိုင်းလိုက်သားထိုင်းအဲ့တော့ကိုယ်စကားပြောတဲ့အခါမှာတစ်ဖက်လူကိုထက်ခါပြောတဲ့မှာပြောမပြောတဲ့မှာပြောနဲ့ဟုတ်တယ်မလားတန်တစ်ချက်ကလေးဖုံဖုံမျက်နှာလေးဟန်လေးလှုပ်လိုက်တာနဲ့ဒါထပ်ပြောခြင်းစိတ်လေးပြောပေါ်သွားတယ်ရှေ့ဆက်ပြောစရာလည်းကုံသွားတယ်စကားအတတ်ပညာမှာရှေ့ဆက်ပြောစရာကုံရင်ရက်နိုင်ရတယ်ထပ်မပြောသင့်တော့ရင်မပြောအောင်ထပ်မပြောသင့်ရင်မပြောရတာကိုထပ်ပြောခြင်းရှေ့ဆက်ပြောစရာမရှိတာကိုရမယ်ဟာကိုမရရင်စကားလုံးတွေကထပ်သွားတယ်စကားကြစ်လက်မှုမရှိဘူးနော်အချိန်လဲကုန်တယ်ပေါ့ဘုံဘုံတို့စကားပြောတဲ့အခါမှာထပ်ပြောတာမရှိဘူးလားဆိုတော့ရှိတယ်ဘာလို့ရှိတာတုံးဆိုရင်အချိန်တွေကသူမကြားလို့တော့လကောင်းအရေးကြီးလို့ထက်ခါတော့လကောင်းဝန်းတာလုံးလို့ကိုထက်ခါတော့လကောင်းထက်ခါပြောရမယ်စကားလုံးပြောရမယ်အခြေအနေကြမှာပြောရတယ်ထက်ခါပြောရမယ်အခြေအနေမဟုတ်ဘဲနဲ့ပြောတယ်ဆိုရင်တစ်ဖက်လူကမနဲ့တက်တာဒါစကားအတတ်ပညာနဲ့ပြောတာပါဘုံဘုံတို့ညီမတယောက်ရှိတယ်အမေလုပ်တဲ့သူကသမီးဖြစ်တဲ့သူကိုပကံစီးခိုင်းတယ်ဖန်ကွက်တောက်တော်ရေဖန်ကွက်စီးခိုင်းတောက်တော်ရေဖန်ကွက်စီးခိုင်းတော့တို့ဖန်ကွက်ကလေးတစ်ခွက်ကိုခုဘယ်လောက်လဲတော့မသိဘူးအရင်တော့ရှစ်ချက်ပေးရတာခုအဲ့လောက်မရှိတော့ဘူးနဲ့ဒီအေးပေါ့အမှုကိစ္စအလောက်ထိဟဲ့တောက်တော်ရေကပ်ပြီးဆေးဆက်ပြနဲ့မဆေးနဲ့တေချာလက်နဲ့ဆေးဆက်ပြထဲဆေးရင်လည်းပြောင်းအောင်ဆေးအမေကပြောတယ်ပြောတော့ဖြစ်ပုံကအမေကဖြတ်လာလုံနေသူကပကံစင်မှာပဲဖန်ခွက်ကိုဆေးရင်လည်းဆက်ပြတွေနဲ့ဘလို့လုပ်လိုက်မလို့ခလဆိုသွားကိုရသွားတယ်
ကွဲသွားတော့အမေကဟဲ့နေတေချာပြောရတာနဲ့ငါမပြောလို့ကွဲတာကိစ္စမရှိဘူးဒီလောက်ပြောရတာနဲ့ခွဲပြစ်တယ်ဟဲ့ရှိပြောသွားပုံကဘလောက်နာစရာကောင်းတော့ဘသူကဒီဖန်ခွက်ကြီးခွဲပြစ်ကိုလည်းနာမည်ပြက်သေးဖန်ခွက်လည်းကွဲသေးတယ်ငါဒီလောက်ပြောရတာနဲ့ကွဲနေဖန်ခွက်ကြီးခွဲပြစ်တယ်ကွဲဆိုဒီလောက်ပြောရတာနဲ့ဖန်ခွက်ကြီးကွဲသွားပြီကွဲဆိုတာနဲ့ခွဲပြစ်တာနဲ့မတူဘူးလေစကားမှာအတိတ်ပဲမနာနာအောင်ပြောထဲတာအမေကသမီးလုပ်တယ်လို့အမေသမီးကလည်းခွဲမှမခွဲတာမလေးလက်ချော်လို့ကွဲသွားတာဆိုခွဲတာနဲ့ကွဲတာနဲ့မတူဘူးလေဟုတ်တယ်မလားကျိုးတာနဲ့ချိုးတာနဲ့မတူဘူးကြော်တာနဲ့ချော်တာနဲ့မတူဘူးကွဲတာခွဲတာမတူဘူးကျိုးတာချိုးတာမတူဘူးကြော်တာချော်တာမတူဘူးကြိုက်တာဘာတော့ခြိုက်တာဒါကစကားပြောတဲ့အခါမှာတစ်ချက်အဲ့လိုစိတ်ဝင်စားရပြောရင်ရနေပြီးတော့ဘယ်လောက်စိတ်ဝင်စားလာတယ်လဲဆိုတာရည်စရာလေးတစ်ခုထည့်လိုက်ရင်ဒါသိတာသွားတယ်ဒီသမီးကကြိုက်တာလားခြိုက်တာလားဆိုတော့ဒီစကလုံးလေးတွေဖုံကနောက်ကြရင်နောက်ပိုင်းကြရင်ဘယ်လောက်တိတောင်စိတ်ကူးလဲဆိုတော့တယောက်နဲ့တယောက်စကားပြောနေတာဒါမှမဟုတ်တယောက်တည်းစကားပြောနေတာကိုဖွင့်ပြပြီးတော့မှဝေဖန်ခိုင်းမှာတို့နှစ်ယောက်စကားပြောတာကိုဝေဖန်ခိုင်းမှာတို့စစ်ခိုင်းမှာလို့ဒါဘလို့သုံးသွားတာဘလို့ပြောသွားတာအဲ့လောက်ထိသင်ပေးချင်တာပါအခုစကားပြောရင်နေတော့ဟောဘယ်ရောက်သွားတော့ဆိုတော့ကြိုက်တာနဲ့ခြိုက်တာနဲ့ဆိုတဲ့ပြီးရောက်သွားဘယ်ကစပြောခဲ့တာမေ့သွားပြောခဲ့တဲ့သူကမမေ့ဘူးနားထောင်တဲ့သူကမေ့ဘယ်ကစပြောခဲ့ကွဲတာနဲ့ခွဲတာဆိုစကားကိုပြောထည့်လိုက်တာအမေကမနာနာအောင်အဲ့ဒါသမီးလောက်ကဘာမှပြန်မဟုတ်ကဲ့ရှင်နဲ့နေတာလိမ့်မာတာဟုတ်အဲ့ဒါအမေကသွားတမနဲ့လုံးစဖြစ်လိုက်တာမနဲ့အစောကြီးဖျားတောက်တော်ရေကရာနေမနဲ့နေလေကြောင်ပိတ်ရဆိုတော့အိုးအမေကသွားတိုင်းခောက်တိုင်းပြောနေတော့အဲ့ဒါသမီးလောက်တဲ့လူကအမေထမင်းစားနေပြီးတော့ပကံနေပါလေဆေးပြီးတော့မှအမေအေးဆေးသေးထိုင်နေအချိန်ကိုအမေကထိုင်နေပြောနေသေးတာငါပြောပါတယ်ငါပြောရတာနဲ့ကွဲတာမျိုးကိုငါစိတ်ကဘလို့မှမနေနိုင်တာပြောရတာနဲ့ကွဲလို့မနေနိုင်ဘူးဆိုတော့မပြောတဲ့အခါကွဲတော့နေနိုင်တာမနေနိုင်ပါဘူးဒါစကလုံးကိုသုံးသွားဖို့ပြောပါတယ်ငါပြောရတာနဲ့ကွဲတာယူငါမကြိုက်တာအဲ့ဒါကြောင့်ငါစိတ်ဆိုးတာဟုတ်ပါဘူးမပြောပဲကွဲတယ်စိတ်ဆိုးမှာပဲလေသူ့ဘက်ကတော့ reason ယူထားတာနိဘာလို့ပြောရတယ်ပါညာပေါ့အဲ့ဒါတက်ကပြောအသမီးလောက်တဲ့လူကအမေနားတော့မှနားလည်းပါဇက်ကတော့မနာပါဘူးအဲ့နဲ့သေချာလေးလက်နှစ်ဖက်ကလေးနဲ့အမေသွားပြတယ်အမေဟောမှ30တဲ့ဟဲ့ဘာလို့ဟုတ်အမေဖန်ခွက်တစ်ခွက်က8ချက်တန်နေတဲ့အမေပြောတာ100ဘူးမကတော့ဘူးအမေပြောတာ100ဘူးမကတော့ဘူးတဲ့သမီးမှဒီ30ပဲရှိလို့ဒီ30လေးယူပြီးတော်ပါတော့တဲ့ဒါပေမဲ့ဖုံထွက်သွားတဲ့စကားဟာကွဲတာခွဲတာကထွက်သွားတာလားဒီသားစကားထပ်ပြောလိုက်တာကိုထောက်ပြတာလားစကားတစ်ခုကိုပြောလာပြီဆိုရင်ဖုံပြောလို့ရမှာမဟုတ်ဘူးနော်စကားတကယ်ပြောတတ်တဲ့သူတွေပြောလိုက်ဘယ်ကထွက်လာတာလဲဘာကြောင့်ပြောတာလဲအကြောင်းမရှိဘဲနဲ့မပြောဘူးလေပြောတဲ့ဟာလည်းပဲပြန်ပြီးတော့ပြန်ဆက်သွယ်ပြီးတော့အကျိုးရှိသွားမှာလေဒါဆိုဒီသားအကြောင်းပြုပြီးဒီသားတွေဒီသမီးတွေရောကြံတဲ့လူတွေရောစကားကိုထပ်မပြောသင့်မယ်နဲ့တော့မပြောတော့ဘူးဟုတ်လားအဲ့လိုသင်ပေးရမှာလားသူများထပ်ပြောတာကြိုက်လားထပ်ပြောတာကြိုက်လားပြောမေ့ပြောဘယ်သူပဲပြောမှာလဲဟုတ်ဒီသားပြောသွားတဲ့နေရာမှာသူပစ္စည်းစီမံပေးရတဲ့သူဟုတ်တယ်မလားရဆိုတော့ဟာလို့တယ်စတိုရီရောရှိလားစတိုလုပ်ထားတာလည်းရောရှိလားစတိုပစ္စည်းအသစ်မှာတာလားစတိုရီပါလေရှိလားအသစ်မှာတာအဟောင်းဆိုရင်တော့ထုတ်ပေးလိုက်တာပေါ့ဒါတော့မို့စပွဲရမတူတော့လားကိုလောက်ရတဲ့နေရာကကိုဘယ်လိုစိတ်ထားမလဲအစိုးကြီးကဒီနေရာကသူများခိုင်းသမျှဘာလုပ်อ่ะလုပ်ပေးရမှာ
သူများလိုအပ်တာဖြည့်ပေးရမှာတကယ်တမ်းကျတော့လူကဘယ်အလုပ်လုပ်ရတာပျော်တယ်လဲဆိုရင်ကိုယ်စိတ်ဝင်စားတဲ့အလုပ်လုပ်ရရင်ပျော်တယ်ကိုယ်စိတ်ဝင်စားတဲ့အလုပ်လုပ်ရရင်မပျော်ဘူးအဲ့ဒါပဲအလုပ်လုပ်ရတာရဲ့ပြင်းရတာရဲ့ဘယ်ဟာပင်မပြင်းရတာအမဲပြင်းနီးမတက်လို့သင်ပေးရမလားတချို့ကပြင်းတာကိုပဲပျော်နေတဲ့လူရှိတယ်တချို့ကအလုပ်လုပ်ရတာကိုပဲပျော်နေတဲ့လူရှိတယ်အဲ့တော့ကိုယ့်လုပ်ကိုပျော်ဖို့ဆိုရင်ပြင်းတာကိုမပျော်ဖို့ဆိုရင်ကိုယ့်လုပ်ကိုစိတ်ဝင်စားရတာခုဘုံဘုံစကားပြောလိုက်တဲ့အခါမှာဗာလေးကောက်ထဲသွားတော့ဆိုတော့ထက်ခါပြောရင်တဏ္ဍာကရှစ်ချက်ဘယ်လောက်ဘိုးထီပြောသွားတယ်ဒါပြန်ပြောလို့ရပြီနိအိမ်တက်ပြန်ပြောမှာမလားဖေတို့တို့လူလေမားတယ်အိမ်တက်ဘုံဘုံပြောတာပြန်ပြောမှာမပြောရင်ဒီခွေလာတဲ့အချိန်အမေကြီးဆိုလို့ကဲနောက်တစ်ယောက်ပြောပြပါဦးကိုလုံနေတဲ့လုပ်ငန်းနဲ့ကိုစိတ်ထားဟို topic ပြောင်းကျင်လဲရတယ်နော်ဘုံဘုံစီမာကဘုံဘုံဒါဘုံဘုံတမီးကဗာလေးမေးချင်လို့ဗာလေးသိချင်လို့ဆိုတာမျိုးလေးအဲ့လိုလေးရှိရင်လည်းရတယ်ပြောလို့ရတယ်ပေါ့လေကဲဘယ်လိုပြောမလဲဟိုတမီးပြလိုက်နောက်မှာဟုတ်ပြီဘုံတပည့်တော်တို့ဌာနက customer တွေကို complaint တွေကိုဖြေရှင်းပေးရတာပေါ့နော်အဲ့ချိန်မှာ customer နဲ့တိုက်ရိုက်မပြောရဘူးဟို showroom ကလူတွေနဲ့ပြောရတယ်အဲ့လိုပြောတဲ့အချိန်မှာဖေဟာတမီးပဲဌာန CA တပတ်မှန်ပါဖေဟာအေးတင်ပါအဲ့ဒါမှလေဟိုစကားပြောတာမှလေမတင်ရသေးဘူးဆိုရင်မတင်ကသေးဘူးမလုပ်ရသေးဘူးဆိုရင်မလုပ်ကသေးဘူးအဲ့လိုပြောနေရဖေအဲ့ဒါစကားအမှန်ကိုသိချင်ပါတယ်ဖေတပည့်တော်ကြောက်ပူတာငငယ်တော့တင်ပူတာတော့မတင်ရသေးဘူးဆိုရင်မတင်ရသေးဘူးဟိုရှားနဲ့ကနေကိုမှားပြောလူတွေကပြောကြရဖေအဲ့နားထဲမှာကြားတာတမျိုးဖြစ်နေလို့ဖေရေးတော့အမှန်ဖတ်တော့အတန်လို့ရှိပါဖေရေးတော့အမှန်ဖတ်တော့အတန်လို့ရှိတော့ရေးတဲ့စကားလုံးကြတော့ကလို့ရေးလို့မသိတင်ပါဖေဒါနဲ့ဘယ်ဟာကတင်တယ်လဲဆိုတော့မြန်မာစာနဲ့ပတ်သက်ပြီးတွားရမှာပေါ့တင်ပါဖေဒါနဲ့ဖတ်တော့အတန်ဆိုတော့ပြောတဲ့အခါဖတ်တဲ့အခါအတန်နဲ့ပြောတဲ့အခါကြတော့ကိုပြောချင်ရပြောတယ်လို့အတိတ်ပဲရောက်သွားတယ်မဟုတ်ဘူးအလိုမျိုးသူဆိုလို့တဲ့သဘောကဒီအရက်ဒေတာကဒီလိုသုံးရင်ဒီလိုသုံးနေကြစကားပဲသုံးတယ်ဆိုတော့ထမင်းစားမယ်ပေါ့တင်ပါမုံဘက်ကြတော့ဘယ်လိုပြောထမင်းဆွဲမယ်ပေါ့တချို့အရက်တွေဟေးထမင်းဆော်မယ်ဟေးရပါလိမ့်မယ်အဲ့တော့ဘေဟာကအမှန်လဲဆိုတော့ဒီတချို့စကားပြောတဲ့အခါမှာကသူ့အရက်ဒေတာပေါ်မူတည်ပြီးတော့သုံးသွားတာသမီးဆိုလို့ကျင်တာကစကားပြောတဲ့အခါမှာလဲ grammatically တရားရေးနဲ့နီလန်တကြပြောစီချင်တာမျိုးရေးရင်တော့တရားနီလန်တကြဖြစ်အောင်ပြောရမှာပေါ့အခုသမီးကကြားနေကြမဟုတ်တော့ခုနတင်တာကနားထဲမှာတမျိုးဖြစ်နေရပြီတင်တာကပါတယ်မတင်ကသေးဘူးလို့မတင်ကတင်တာじゃ complaint တွေကိုလက်ခံပြီးတော့ဟိုတပည့်တော်တို့ကဖြေရှင်းပေးရတာပေါ့နော်အဲ customer complaint တင်တဲ့အခါမှာ showroom ကလူတွေကတင်ကြရပေါ့နော်ဒီကက်ကတင်ပြီးသားမတင်ကသေးဘူးတင်ပြီးသားမတက်ကသေးဘူးအဲ့လိုမျိုးသူအရက်ဒေတာတောင်ရှားနဲ့ကနေကိုမှားပြီးတော့ပြောကြရဗျာမှားတယ်လို့ဖုံဖုံပြောရင်ဖုံဖုံကလူကြီးမဆန်ဘူးဖြစ်သွားမှာသမီးကြတော့ကလေးဆိုတော့ရတယ်ပြောလို့ရတယ်ဖုံဖုံကြမျက်ခုံးမှုရဖြူနေသူအရက်ဒေတာကိုအဲ့လိုသုံးလို့သမီးမတင်ကသေးဘူးဟေးတင်ပြီးရင်တော့ဘယ်လိုပြောတင်ပြီးသားလို့ပြောအဲ့ဒါကမပါတော့ဘူးလေအဲ့ဒါကမပါတော့မလေးပါတဲ့အတွက်နောက်ကကလေးကလိုက်ပေးကြတာတချို့သူအရက်ဒေတာကြောင့်ပါမတင်ကသေးဘူးမသွားကသေးဘူးမစားကသေးဘူးအမှန်မစားရသေးဘူးမသွားရသေးဘူးမတင်ရသေးဘူးလို့ပြောတာတင်ပါဒီရဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကိုကသုံးနေကြမို့လို့သုံးသွားကြတာပါတမီးတင်ပါဟိုဒါကတော့မြန်မာစာဆရာကြီးတွေနဲ့ဆိုင်တယ်လေဆရာမကြီးတွေနဲ့ဆိုင်တယ်သူကဟိုအသုံးကြောင့်မို့ပြောတဲ့စကားပါဒါမျိုးကြတော့ဘုံဘုံကနားရင်နေတယ်ဆိုပါတော့ထမင်းစားပြီးပြီလားဆိုရင်မစားကသေးဘူးမစားကသေးဘူးမစားရသေးဘူးသမီးကရားကောက်နဲ့တွေ့ခဲ့တာများလို့တင်ပါကာကြီးနဲ့ပြောင်းတွေ့လိုက်တော့နောက်နားရင်သွားမှာဟုတ်ပြီနော်အေးဟုတ်ပြီသမီးကဲနောက်တစ်ယောက်ပြောကဲကိုပြောခြင်းနဲ့စကားကိုပြောပါရတယ်ဖုံဖုံလိုက်ပေးမယ်ဒါမှမဟုတ်ဖုံဖုံနောက်ကနေလိုက်မှာလားခရှိရသွားမလားနောက်ကလိုက်မလားဟမ်
ပေးဟိုသမီးလေးပြတာဟိုသမီးစိမ့်စိမ့်ပန်းမွေးပြတာပြောသမီးပြောချင်တာပြော တပည့်တော်အလုံးမှာတော့အဆင်ပြေပါတယ်ဒါပေမဲ့တပည့်တော်ကလေဆိုသူများကကိုကလည်းစကားပြောမှားတာမျိုးတော့ရှိတတ်တယ်ဒါပေမဲ့တပည့်တော်ထိမ့်ပြောတတ်တယ်ဒါပေမဲ့တပည့်တော်လာမှားရင်တပည့်တော်ဘယ်လိုမှတန်းကြီးမခံနိုင်ဘူးဒေါသအလိုလိုထွက်လာအဲ့လိုမျိုးဖြစ်တတ်တယ် အဲ့ဒီတော့ အဲ့လိုမျိုးဆိုရင်ဘယ်လိုစိတ်ထားပြီးဘယ်လိုဖြေရှင်းရမလဲပေါ့နော်ဘယ်လိုပြန်ပြောရမလဲ သမီးအစိုးရကလေးကသူများကိုစကားပြောတာအချိုးမကျအဆင်မပြေဘူးဆိုရင်စိတ်ဆိုးတတ်တယ်ဆိုရင်ဒီလိုပဲနှလုံးသွင်းလိုက်တော့ငါဘယ်သူနဲ့ပြောအဆင်ပြေမှာကိုမဟုတ်ဘူး အဲ့လိုတော့မဟုတ်ဘူးဘုံဘုံတပည့် ဟုတ်အဲ့လိုကိုပါစင်တစ်ကအဆိုးဘက်ကိုယာခိုင်နှုံးမျောထားလိုက်ရင်တယောက်လောက်ကပြေးသွားအမေကနေ့ကအများရပြီနှစ်ယောက်လောက်ကပြေးအများရသွားပြီနောက်တစ်ယောက်ကဆိုးလာပြောရင်အော်ဒါအခုမှငါအရှုံးနဲ့တွေ့တာရှုံးတော့မရှုံးတော့ကိုကတွက်ပြီးသားဟုတ်အဲ့ဒီစိတ်ကလေးပဲအဲ့လိုတွက်ထားတယ်နော်ဟုတ်ပြီကဲပြော အရှင်မရဟိုတပည့်တော်စကားပြောတဲ့နေရာမှာပုံမြင်တွေဘာတွေပြောတဲ့ခါကျရင်ပုံမြင်အစရဲ့အဆုံးရဲ့ကိုဟိုတိတ်မပြောတတ်ဘူးအရှင်မရပုံမြင်အဆုံးသက်တဲ့ခါကျရင်ကျွန်တော်တပည့်တော်ပြောတဲ့ခါမှာတိတ်ပြီးတော့မလာဘူးလို့မြင်နေမလာဘူးပြန်ပုံပြင်သွားပြော ဟာတငယ်ချင်းတွေကြားထဲမှာတငယ်ချင်းတွေဘာဖြစ်မိသားစုတိုင်ဝမ်ကြားထဲမှာဒီတိုင်းစကားပြောတဲ့ခါကျရင်အဆုံးသက်ကတိတ်မလာဘူးလို့ဖြစ်နေလို့အရှင်မရအဆုံးမသက်တဲ့ဥစ္စာက ဟုတ်ပြီသားထိုင်တဘောပေါက်သွားပုံပြင်မှမဟုတ်ဘူးစကားတစ်ခုပြောရင်အစအလေအဆုံးသုံးပါလုံးကောင်းအောင်ပြည့်စုံအောင်အဆင်ပြေအောင်ပြောတတ်ဖို့ဒါလေးကိုပြောတာပါအဲ့တော့ဘုံဘုံတို့ဝရိယနဲ့ပတ်သက်ပြီးပြောရင်ဝရိယ၃မျိုးရှိတယ်အစဝရိယလည်းရှိတယ်အလေဝရိယလည်းရှိတယ်အဆုံးဝရိယလည်းရှိတယ်ဘာလို့ဒီဝရိယကိုပြောရတာတုံးဆိုတော့လုပ်ငန်းတစ်ခုမှာဟေးလောက်ကြသောဟေးလောက်ကြသောဟေးစလုပ်အဲ့စပြောတဲ့ကောင်ဘယ်ရောက်ပါမှမသိဘူးကျန်တဲ့သူတွေကပဲဆက်လုပ်ရတာလေတချို့ကစလုပ်တယ်တချို့ကြတော့သူများစမှလိုက်စတယ်ကိုယ်တိုင်စတာမရှိဘူးဒါဝရိယပေါ့တချို့ကြတော့ဆက်လုပ်တဲ့ဝရိယကောင်းတယ်စလုပ်တာလည်းကောင်းတယ်ဆက်လုပ်တာလည်းကောင်းတယ်စလုပ်တာမကောင်းဘူးဆက်လုပ်တာကောင်းတယ်ဒီလိုလည်းရှိတယ်တချို့ကအလုပ်တစ်ခုကိုဆက်လုပ်နေတာဆက်လုပ်တဲ့အခါမှာပြီးအောင်ထိလုပ်တဲ့လူလည်းရှိတယ်တချို့တော့ဆက်လုပ်တာပြီးကနေကြမှာတော်ပြီကွာဆိုတဲ့စိတ်မျိုးတရားရောက်ဝင်လိုက်မင်းမဲလုပ်လိုက်တော့ဆိုတဲ့စိတ်မျိုးလည်းရှိတယ်ဒါကသိတာအောင်ဝရိယနဲ့လုပ်ငန်းတစ်ခုကိုပြောတာအဲ့ဒါလိုမျိုးမှာကိုကရောအလုပ်တစ်ခုကိုစပြည့်အောင်လုပ်သလားသူများစမှလိုက်စားတာလားကိုယ်တိုင်ဥဆောင်ပြီးစားတာလားဒါမှမဟုတ်လုပ်ငန်းတစ်ခုလုပ်ရင်ဒိုးဒူပေါင်ပဲလက်တွဲပြီးလုပ်တတ်သလားအလဲဆက်လုပ်တတ်သလားဒါမှမဟုတ်လုပ်ငန်းတစ်ခုလုပ်လို့ရှိရင်ပြီးဆုံးအောင်ထိကိုလုပ်သလားပြီးတဲ့ထိကိုမပါဘူးလားတယောက်နဲ့တယောက်မတူအဲ့ဒီမှာကိုယ်ဘယ်တတိရှိနေတယ်လေအစလေးလုပ်တယ်အလဲလဲလုပ်တယ်အဆုံးလည်းလုပ်တယ်ဆိုကိုတယောက်တည်းကိုအဆင်ပြေလို့အစအလဲအဆုံးတခုခုရော့ပြီးမှလုတ်တယ်ဆိုရင်တော့မပြေတော့ဘူးလေဟိုစကားပြောတာကိုမပြောခင်အလုတ်ကပိုသိတာတော့အလုတ်လောက်တာပိုသိတာအဲ့တော့ကိုမှဘလို့အကျင့်ရှိတယ်လေဘလို့အကျင့်ရှိတယ်လေအခုဒီသားကိုပြောဖြေမှာပဲဟိုအမေးဖြေခံတာတော့မဟုတ်ဘူးမေးဖြေရင်စကားအတတ်ပညာကိုပြောပေးမှာကိုယ်တိုင်ပါအားနေတယ်လေဒီသားပြောတယ်လုပ်ငန်းကိုပြီးအောင်မလုပ်တတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါက်နေတယ်စကားကိုပြီးအောင်ဆုံးအောင်မပြောတတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါက်နေတယ်ဒါပေမဲ့ဘလို့ပြင်ရမလဲဒါပေမဲ့ဘယ်အလုပ်လုပ်အပိသက်အောင်လုပ်မယ်ဆိုတဲ့စိတ်မွေးပြီးလုပ်ကြည့်စကားပါအဲ့လိုပြောပြလာတယ်ဒါတနည်းနောက်တနည်းကြတော့အစအလေအဆုံး၃မျိုးမှာဆုံးအောင်ထိဆုံးကန်းတိုင်အောင်ထိမလုပ်နိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာစောစောကပြောတဲ့စိတ်ဓာတ်ကြောင့်ဟိုလောက်ရက်တွေကြောင့်အားနေလို့အဆုံးမတတ်နိုင်တဲ့အားနေလို့ကတစ်ပိုင်းဒါမှမဟုတ်အလဲမှာရှင်းနေသလားအချိန်ကြာနေသလားပင်ပန်းသွားသလားတချို့ကစလုပ်တယ်စလုပ်တော့ကတော့စပြစ်သွားပြီနောက်အလဲကြတော့လှုပ်လာတာကြားလာပြီဆိုရင်ပြင်းသွားတတ်တယ်အလဲမှာလှုပ်တဲ့အခါမှာပင်ပန်းလုံးအားကြီးရင်လည်းမဆုံးနိုင်တော့အဲ့ဒါလို့ဆိုရင်စကားနဲ့ပြောရင်ကိုပြောတဲ့စကားဟာအစအလဲအဆုံးမျှဒါတို့သမီးတို့စိုက်စာကုန်းရေးသလိုပေါ့ဏိဒန်းရဲ့စာကိုရဲ့ဏိကုန်းဏိဒန်းဆိုဏိဒန်းလောက်ပဲရေးဏိကုန်းဆိုရင်ဏိကုန်းလောက်ပဲရေးစာကိုလည်း
ဒီဏီတန်းနဲ့ဒီဏီကုန်းနဲ့ကြိုက်တဲ့စာကူမျိုးရေးဆိုတော့ကိုပုံပြင်ပြောရင်လည်းကိုတိုင်းတောင်ပြင်းသွားအောင်ပြောရင်နားထောင်တဲ့လူလည်းပြင်းပါပြင်းတဲ့ခါမှာနားထောင်တဲ့လူကိုကြည့်ပြီးတော့နားထောင်တဲ့လူကစိတ်မပိုင်ကိုအဆုံးသတ်လို့ကိုမရတော့အဲ့တော့ကိုပြောတဲ့စကားကရှည်ပြီးတော့ကြာပြီးတော့စိတ်ဝင်စားဖြစ်နေသလားတစ်ဖက်လူအဲ့ဒါလိုဖြစ်နေသလားဖြစ်ရင်ကိုအဆုံးသတ်ရတာခက်တယ်လေဟုတ်လားကိုပြန်ပြီးတော့ဒါကတော့ဟိုစကားအတတ်ပညာဆိုတော့ဘုံဘုံပြောခဲ့သလိုပဲစကားလေးပြောယုံနဲ့တော့ပြီးတာမဟုတ်ဘူးပြီးတာမဟုတ်ဒီစကားဖြစ်ပေါ်လာဖို့အကြောင်းတွေကိုလည်းသိရတယ်စကားပြောခြင်းနဲ့စိတ်ရဲ့အတွင်းတက်ခံကိုလည်းသိရတယ်အဲ့ဒီဟာလေးတွေပါပြင်သွားမှရဆိုတော့တာပုံပြင်ပြောတယ်ပုံပြင်ကဆုံးအောင်ပြောလို့ရတဲ့ပုံပြင်ရှိသလိုဆုံးအောင်ပြောမရတဲ့ပုံပြင်လည်းရှိတယ်လေဟုတ်တယ်မလားအဲ့တော့ကိုပြောတဲ့ပုံပြင်ဆုံးအောင်ပြောရတဲ့ပုံပြင်မှာတော့ကြားထဲမှာမရှိနဲ့စိတ်ပါလက်ပါပြောတူတူလူရင်းနဲ့စိတ်ပါလက်ပါပြောဏိဒန်းမျိုးလည်းမဟုတ်ဏိကုံမျိုးလည်းမဟုတ်အဲ့ဒါလေးတော့သတိထားပြီးပါဟိုပုံပြင်ပြောတဲ့အခါမှာအဆုံးမတတ်လို့ဆိုတော့ကြားဖို့တယ်မလား1000တညပုံပြင်ဆိုတာနိဒါပြောတတ်ရင်2000ညတောင်ရတယ်ခုသဘောဆိုပါစို့ကွယ်တို့ငယ်ကလေးကသိခဲ့တယ်လေယုံနဲ့လိတ်လေပြိုင်နေမို့လားဘယ်သူနိုင်တော့ဟမ်မြန်နာဘူးလားမြန်ဟိုပထမတစ်ခါပြိုင်လာလားဒုတိယတစ်ခါပြိုင်လာလားဘယ်သူပဲပထမကောက်နဲ့ဒုတိယကောက်ပထမကောက်ကဘယ်သူနိုင်လားဒုတိယကောက်ကနိုင်ဟိုကြားဘူးလို့လားဒီအရန်တုတ်တာကပထမကောက်ဆိုတာလည်းဘာမှမသိပထမကောက်တော့သိပြီဒုတိယကောက်ကိုကြားဘူးလားပြောပြမလားပထမကောက်တုန်းကယုံရဲ့လက်ရဲ့အပြေးပြိုင်တာယုံသိတယ်နော်လက်ရောမသိဘူးစကားပြောတဲ့အခါမှာငါကသိပြီးသားပုံပြင်ကြီးကိုပြောတော့မယ်ဆိုရင်စိတ်ဝင်စားမှုစိတ်ဝင်စားမှုဟာအသစ်ကိုသာစိတ်ဝင်စားတယ်အဟောင်းကိုတော့ဟောလို့လားဟုတ်လားအဲ့လိုတွေလားသားတို့သမီးတို့ခက်ကအဲ့လိုတွေလားအသစ်ကိုတော့စိတ်ဝင်စားတယ်အဟောင်းကိုတော့စိတ်ဝင်စားဒီပုံမြင်မဲ့ပြောမှာပဲဒီပုံမြင်မဲ့ပြောမှာပဲဒီကအဟောင်းကြီးဖြစ်နေတော့ကြားဘူးပြီးသားပါလို့စိတ်ကအလိုလိုကိုနားထောင်နေသူကယော့နေပြီယော့နေတဲ့အချိန်မှာဘုံဘုံတို့ကကြားဘူးတယ်နော်ယုံသိတယ်နော်လိတ်သိတယ်နော်ဆိုတော့ဘာပြောရည်စရာလေးနဲ့ကိုယ့်ဘက်ကိုစိတ်ကပြန်ရောက်လာတာပေါ့ဒါစကားပြောတဲ့အခါမှာတော့ပထမတစ်ခေါက်ဒုတိယတစ်ခေါက်ဆိုတော့စိတ်ထဲမှာဒုတိယတစ်ခေါက်လိတ်ကနိုင်တယ်လို့သာဖြေလိုက်တာငါဘယ်တော့မှလည်းမကြောက်ပါဘူးကိုရန်တုံမှန်သိသွားတယ်ရှောင်းနေလိမ့်နေပြိုင်ဒါပြောလိုက်ရင်တော့ရှောက်ပြောလို့ရတယ်အချိန်ယူပြီးဒီကမိနစ်40ပြည့်ရင်ရက်မှာနိုင်ရ38မိနစ်ဖြစ်38မိနစ်ဖြစ်တော့ဒါနဲ့ဘုံဘုံကကြိုက်အောင်လို့နည်းနည်းရှည်ပေးနေရတယ်အဲ့ဒါကိုဒါစကားတတ်ပညာမှာဘာလို့ရှည်ပြောရတာလဲဘာလို့တူပြောရတယ်လဲအချိန်မှမူတည်တယ်နားထောင်တဲ့လူပေါ့လေမူတည်ဒီလိုပဲကွလူရင်းတူရှင်းပြောလိုက်မယ်ယုံနဲ့လိမ့်နဲ့ဘယ်သူကမြန်ယုံကမြန်တယ်ဟေးပြေးမယ်ဟေးဆိုတော့ချက်ချင်းပြေးရင်တော့ဘယ်သူနိုင်မှာတော့ယုံနိုင်ပါခုယုံကဘာဖြစ်လားဘာအတွက်ဒီပုံပြင်ထားခဲ့တာလဲကိုကအပြေးတန်နဲ့မြန်နေကိုကျွမ်းကျင်တယ်လို့ထင်တဲ့အလုပ်ကိုခယူမဆိုင်လို့မလေးစားလို့တာတွက်ကလေးက1နဲ့3ဆိုကြတဲ့ကတွားအောင်တော့ကွာပြိုင်ဘက်လူကိုလည်းအထင်သေးပြီးတော့ကိုယ့်ကိုအေးအေးဆေးဆေးလေးအိတ်နေတာအဲ့ဒါယုံကဘာဖြစ်သွားလဲရှုံးသွားတယ်လိတ်ကနိုင်သွားတယ်ဘဝမှာငယ်ကလေးကအိယာဝင်ပုံပြင်ဒီပုံပြင်လေးဟာအေးကိုကျွမ်းကျင်တဲ့ဟာကိုပေါ်ဒီပေါ်စာမလုံးနဲ့တစ်ဖက်လူကိုလည်းအထင်မသေးနဲ့လို့အဲ့ဒါလေးသိသွားဒါပထမတစ်ခါပဲပြိုင်တာနောက်တစ်ခါပြိုင်သေးတယ်နောက်တစ်ခါပြိုင်တော့ဘ
ဘသူနိုင်တယ်လဲဆိုရင်ယုံနဲ့လိမ့်နဲ့စပြီးပြိုင်ကြတာဟေးထွက်ပြီဆိုတော့ယုံကငါတစ်ခါမှားဘူးတစ်ခါသေးဘူးဗါတဲ့ဘာတော့ကန်တစ်ခါသေးဘူးပြင်ဖို့နာတယ်ရှင်းတော့ကတစ်ခါသေးလို့အတုပချရင်ဗါတွေနဲ့ထက်ဟမ်ပုံလုံးပါအကောင်းနဲ့ထည့်တယ်အကောင်းကဘာအကောင်းများဟမ်အခါသေးဘူးတေးသားနားလေဟောစကလုံးငါသားရသမီးတွေတော်တယ်စကားတက်ပြင်ကြမှာဘူးဒီရှင်းကြီးကိုပြောင်းပြီးကရှင်းကပြောခဲ့ပြီးတခါသေးဘူးတခါသေးပြီးနောက်ထပ်မသိနေတော့အခုမခံနိုင်ဘူးလူကြီးတွေကအော်တော်တော်ဆိုးပြီးမမှတ်တဲ့ကောင်လေးနင်းတော့တခါသေးဘူးပြင်ဖို့အဲ့လိုပြောကြတာပေါ့လေအဲ့ဒါသူကပထမတစ်ခါမှားထားပြီလေဘာမှားတာလဲဆိုတော့တာထွက်အိတ်လိုက်တော့မှားတာဒီတစ်ခါပြိုင်မေးဆိုချက်ချင်းပါဖြစ်လေပြေးတာတန်းနေတာပဲအိတ်နေတယ်ဟောဆိုတော့ပြင်းတာတော့အိတ်နေရနေပြီးတော့ဒီခါမှာအိတ်တော့ဘူးဆိုအတင်းပြေးလိုက်တော့ဟောပန်းနိုင်ရောက်ပန်းနိုင်တာရောက်နေတော့လှည့်ကြည့်တော့လာမြင်အောင်မမြင်ရသေးလိတ်ကလှုပ်နဲ့လှုပ်နေကဲကွာလိတ်လာပါစေဦးငါပန်းနိုင်မဝင်သေးဘူးဒီကောင်လာကနေကြမှာငါစမယ်ဆိုပြီးတော့အตาလေးတိုင်လေးကိုမှီပြီးတော့ဗာတော့မဝင်သေးဘူးဟိုဘက်ကအตาလေးအိတ်နေတာသူလာမှဟိုဘက်ကိုဖတ်ဆိုခုံလိုက်မှာပေါ့ဘသူနိုင်သွားနိုင်ပါဟောဘာလို့တော့အိပ်ပြောသူတို့အိပ်ပြောသွားလို့တဲ့အေးကဲအရင်မာဘူးရာမျိုးထပ်မာရာရဲ့အစ်စ်မာရာရဲ့ဘယ်ဟာတော်သေးတက်မာအရင်မာရာဆိုဘယ်ဟာမှမကောင်းဘူးအလောင်းနဲ့ပဲနားလိုက်ကြအောင်မိနစ်40ကျော်သွားဘာဆိုလို့တာလဲဆိုစကားလေးနည်းနည်းပြောတတ်လာလို့ရှိရင်တစ်ဖက်လူဘာခိုင်းမလဲဘာကြိုက်မလဲခိုင်းလို့ပြောပေးတာကတတ်တစ်ဖက်လူကြိုက်တာကိုကိုကလိုက်ပြောပေးတာကတတ်ပြောနိုင်ရတယ်သမီးပတ်စံနဲ့စိုက်ဝယ်ထားတယ်ဆိုတော့ဘုံမပြောလဲငြိမ်နေလို့ရတယ်ဒါပေမဲ့သမီးခါကြတဲ့မှာပတ်စံရှိလို့လားဆိုတော့အဲ့လိုမဟုတ်ဘူးလေဖုံမုံလို့ပြောလိုက်တယ်လေအဲ့လိုပြောလိုက်တာဟာဒီသမီးကအဲ့ဒီနေရာမှာအဲ့လိုမဟုတ်ဘူးလေလို့စကလုံးသုံးလိုက်မဲ့အစားဒါဖုံမုံကသမီးပြောနေတော့ဖုံမုံကနားထောင်တဲ့သူအနေနဲ့ပြောတဲ့သူကိုအရှိန်တက်အောင်လွတ်ပေးတာထောက်ပံ့ပေးတာအားပေးတာအဲ့ဒါကိုကအရှိန်တက်အောင်တွန်းတင်လိုက်တာကို तू ကအဲ့လိုမဟုတ်ဘူးလေဖုံမုံရေဆိုခုံချသွားဘယ်ယုံဖြစ်နတ်သက်လေးပျောက်ယုံကန်လှုပ်ရှားပြီးတော့နတ်သက်လေးပျောက်ရာကနေဘာဖြစ်ယူတာကိုအယူမခံနိုင်လို့ဘာလို့တာသေးသေးလေးတင်တာတဌာနနဲ့ဗာလေးတင်နေတာ